ကျိုစင်ကသူ့ရဲ့လက်ကြီးကိုနတ်သားရဲ့မျက်နှာပေါ်တင်လိုက်ပြီးပါးရိုက်ပြိုင်ပွဲအတွက်အဆင်သင့်ဖြစ်နေတယ်။ပွဲမစခင်မှာပဲဒိုင်လူကြီးကဂိမ်းစီးမင်းတွေကိုကြေညာလိုက်တယ်။ပြိုင်ပွဲဝင်တွေဟာတလက်စီရိုက်ချက်တွေဖလှယ်ရမယ်။ပထမဆုံးသတိလစ်သွားရင်ဒါမှမဟုတ်တေသွားရင်ရှုံးမယ်။ကျိုစင်ကနတ်သားကိုအရန်ဆိုးဆိုးဝါးဝါရှုံးသွားစေချင်တာမဟုတ်ဘူး။ဒါကြောင့်သူကနတ်သားကိုဆန်နာကလော့စ်ရဲ့သတင်းကိုပြောပြဖို့တောင်းဆိုတယ်။မဟုတ်ရင်သူ့စွမ်းကုန်ရိုက်မယ်လို့တတိပေးရဲ့။အကောင်းဆုံးရိုက်ကြည့်လိုက်စမ်းနတ်သားကဒီလောက်မှအကြောင်းမင်းထင်လားမဖြစ်နိုင်ဘူးကျိုစင်ကပြိုင်ဘက်အတွက်တနာစိတ်ပဲခံစားရတယ်သူကလက်မောင်းကိုလှုပ်ရမ်းပြီးနတ်သားရဲ့မျက်နှာကြီးကိုချိန်လိုက်တယ်လက်ဖွားတစ်ချက်ရိုက်ချလိုက်ပေမဲ့နတ်သားကဘာမှမခံစားရသလိုပဲငါအလိပ်ပေါ့လို့နတ်သားကပြောရင်ပရိသတ်တွေရဲ့အားပေးတန်တွေကြားမှာသူ့လက်ဖွားကိုဖြည်းဖြည်းချင်းမြောက်လိုက်တယ်ကျိုစင်တယောက်တင်းမာလာတယ်သူ့နောက်မှာအသင်းဖော်တွေကတော့မျောလင်းချက်မရှိရဲ့မျက်နှာတွေပြလာကြတယ်နတ်သားရဲ့လက်ဖွားကျလာတဲ့အခါကျိုစင်ဟာနေရာမှာတင်တတိလစ်သွားတယ်။နတ်သားကသူ့သုံးလိုက်တာသူ့အင်အားရဲ့ဆယ်ပုံတစ်ပုံပဲလို့ပြောလိုက်သေးတယ်။ကျိုစင်ကလက်လျှော့ဖို့ကြိုးစားပေမဲ့အသင်းဖော်တွေကသူ့ကိုပြိုင်ကွင်းရဲ့ပြန်နှုံးပို့လိုက်တယ်။နတ်သားကသူ့လက်ကိုကျိုစင်ရဲ့မျက်နှာပေါ်တင်လိုက်ပြီးအလျှော့ပေးရမလားလို့မေးတယ်။ကျိုစင်ကဒီလိုအနိုင်ကျင့်ခံရတာကိုသဘောကျသလိုပဲသူ့ရှာလေးတောင်ထုတ်ပြလိုက်သေးတယ်။ဒါပေမဲ့အခုနိုင်ရဲ့ရှင်ပြိုင်မှုအပြီးမှာကျိုစင်မှာယုံကြည်ချက်သိပ်မရှိတော့ဘူး။ဒါပေမဲ့နောက်တစ်စက္ကန့်မှာမထင်မှတ်ထားတာဖြစ်လာတယ်။အသင်းဖော်တွေကသူ့လက်မောင်းမှာအစင်းမြင့်လက်နက်တစ်ခုကိုတက်ဆင်ပေးလိုက်တယ်။အဲ့ဒီခိုက်တက်မှာကျိုစင်ရဲ့ခွန်အားဟာရုတ်တရက်10 ဆက်လောက်တိုးလာသလိုခံစားရတယ်။သူ့လက်ဖွားနဲ့တစ်ချက်ရိုက်ချလိုက်တော့နတ်သားဟာမြေပြင်ပေါ်လဲကျသွားတယ်။ဒီမြင်ကွင်းကနေရာမှာရှိတဲ့လူအလုံးကိုအံ့အားသင့်သွားစေတယ်။နတ်သားကထက်ချွတ်လာပြီးဒေါသထွက်နေပုံရတယ်။ကျိုစင်ကအလျင်မြန်ကစားစရာအယုံတစ်ခုကိုထုတ်လိုက်ပြီးသူ့လက်ကောက်ကာကွယ်ရာနဲ့အဲ့ဒီရုပ်တွေကိုစက်ရုပ်တွေဖြစ်ပြောင်းလဲလိုက်တယ်